စုပ်ပြတ်သွားခဲ့တဲ့ရုပ်တရက်ချီလွန်နေတဲ့ငါမှပခုံးဖတ်ပြီးဒဏ်ရာတွေနဲ့ဘဝကကလို့တိုင်းမိတာထောင်ရာငါတို့ရဲ့တိတ်တွေဇာနာပြန်လို့ခြင်းလည်းမရဇက်ထဲပဲရှိတဲ့ချင်များနှုတ်တိုက်ချက်ထား